20ကျော်အတွင်းမှာတဟုန်တိုးအောင်မြင်ခြင်းလို့ရှိရင်ဒီ9ချက်ကိုရှော့ဖို့ပြောချင်ပါတယ်နံပါတ်1ကအပျော်ကိုရှော့ပါအလွန်ကျူးပျော်တာတွေကိုရှော့ဖို့လိုပါတယ်ကိုကအောင်မြင်ဖို့သွားတဲ့အချိန်မှာငါလူငယ်ပဲငါပျော်လိုက်အောင်မေဆိုတဲ့အတွေးရှိနေတယ်ဆိုရင်တော့ကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းကနေနိုင်ပါတယ်နံပါတ်1အနေနဲ့ကိုယ့်ရဲ့အပျော်တွေကိုတတ်နိုင်တဲ့လောက်ရှော့စီချင်ပါတယ်နံပါတ်2ကကြတော့ကိုယ့်အတွက်ကောင်းကျိုးမပေးတဲ့တငယ်ချင်းတွေကိုရှော့ဖို့လိုပါတယ်ချစ်နိုင်လို့ရှိရင်မပေါင်းစေချင်ဘူးနော်ဒါပေမဲ့မိတ်ဆွေပေါင်းတင်းဆိုတာကလည်းကိုယ့်အတွက်ထားတင်တယ်လို့ယူဆတယ်ဆိုရင်တော့ရှော့နိုင်တဲ့လောက်ရှော့ပါကိုဘဝကိုမတိုးတက်စေတဲ့ဒူတွေဆိုရင်တော့များများရှောင်တာအကောင်းဆုံးပါပဲငယ်ချင်းဆိုတာအများကြီးရှိစရာမလိုကိုဘဝကိုတိုးတက်အောင်လုပ်ပေးမယ်တယောက်တည်းရှိရင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းအစားတခြားတော့အစားထိုးလို့ရတဲ့အရာတွေအများကြီးရှိတယ်ဥမာစာအုပ်လားတင်နန်းတွေလားဒါတွေအများကြီးရှိတယ်အဲ့ဒါလည်းတငယ်ချင်းကောင်းတစ်ခုပါပဲမှတ်3ကတော့အစိုးမြင်ဝါဒရှိတဲ့ပတ်ဝန်းကျင်ကိုရှော့ပါလို့ပြောချင်တယ်တခုခုဆိုရင်မကောင်းတဲ့အရာကိုစပြောတဲ့ဖြစ်နိုင်ပါမလားမလုံနိုင်ဘူးဘာဖြစ်နေညာဖြစ်နေဒီလိုမျိုးအစိုးမြင်ဝါဒတွေတအားကြီးစိုးနေတဲ့ပတ်ဝန်းကျင်တွေမှာနေထိုင်နေရတယ်ဆိုရင်အချိန်တွေကိုရှော့နိုင်တယ်လို့ရှော့ပါလို့ပြောချင်ပါတယ်မဟုတ်ရင်ကိုယ့်ရဲ့အောင်မြင်မှုသွားတဲ့နေရာမှာကိုယ့်ရဲ့စိတ်ကိုအနောက်ရှက်အရန်ပေးပါတယ်နံပါတ်4ကတော့အရေးမပါတဲ့ social တွေကိုသုံးတာကိုရှော့ပါဥပမာကိုကဒီအရေးမပါဘူးလို့ပြောတဲ့နေရာမှာ game ဆိုတာတွေ social media ဖုန်းသုံးတာတွေပြောမယ်ဆိုရင်ကိုက game နဲ့ live stream ရမီစီးပွားရှာနေတဲ့သူဆိုရင်တော့ဒါ game ဆိုတာမှန်တယ်ဘာလို့လဲဒီကနေသူစီးပွားရေးဖြစ်တယ်ပတ်စံရတယ်မဟုတ်ဘူးကိုယ့်အတွက်ဘာမှလည်းမဟုတ်ဒီတိုင်းအပျော်ပဲအပျော်တက်တက်ပဲစော့နေတယ်အချိန်ကုန်မှုတက်တက်ပဲကိုယ့်ရဲ့စိတ်ဆန္ဒလေးပျော်ရွှင်မှုအတွက်ပဲလုပ်နေတယ်ဆိုရင်တော့အဲ့အချိန်တွေကိုရှော့နိုင်တယ်လို့ရှော့တာကောင်းပါတယ်ခဏလောက်စော့တာရပါမယ်အချိန်အကြာမြင့်စွာစော့မယ်ဆိုရင်ကိုယ့်အောင်မြင်မှုလမ်းစာသွားဖို့အတွက်အချိန်တွေကိုအများကြီးစားသွားတယ်ဒါကိုရှော့ရမယ်နံပါတ်နောက်ဆုံးတစ်ချက်ကတော့အရင်ရေးကြည့်ပါတယ်လူတော်တော်များများဒီအချက်ကိုမလျှော့နိုင်ကြဘူးအဲ့ဒါကြောင့်မို့အောင်မြင်ဖို့ခက်တာအဲ့တော့ဘာလဲဆိုရင်ကိုအောင်မြင်ခြင်းနဲ့ပုံစံနဲ့မတူတဲ့အလုပ်တွေကိုလုပ်နေခြင်းကနေလျှော့စီခြင်းပါတယ်ဥပမာကိုကထမင်းဆိုင်ဖွင့်ခြင်းနေဆိုရင်တေချာပေါက်ကိုလုပ်ရမယ့်အလုပ်အရင်ကြီးမရှိသေးတဲ့ခါမှာကိုလုပ်ရမယ့်အလုပ်ကထမင်းဆိုင်မှာတော့လုပ်ရမှာပဲဖြစ်တယ်ဥပမာကိုကရွှေဆိုင်ဖွင့်ခြင်းနေဆိုရင်ကိုရဲ့အလုပ်တွေရွှေဆိုင်မှာဖြစ်နေမှာရလိုက်မယ်ဒါအရင်ကြီးစုတဲ့အခါမှာလည်းပညာတခါတည်းစုပြီးတာအဲ့တော့ကိုကရွှေဆိုင်ဖွင့်ကြတော့ရွှေဆိုင်မှာလုံနေရတဲ့အချိန်မှာဘလောက်ပဲ pressure ရှိနေပါစေကိုအတွက်ပညာတွေရနေတာမို့လို့ကိုပျော်တယ်လုံနိုင်တယ်အများကြီးပဲကိုအတွက်အခွင့်အရေးတွေအများကြီးရှိတယ်မဟုတ်ဘူးကိုဖြစ်ချင်တာတစ်ခုကိုလုံနေတာတစ်ခုဆိုကိုရဲ့အချိန်တွေလူငယ်အချိန်တွေကမတိမတာစားသွားတတ်တယ်ပြောပြချင်တာထက်ဆိုလို့ရှိရင်လည်းထက်ကတော့ဒီအလောက်သူများအလောက်ဆိုတာထက်ကြောင်းတက်တဲ့အရာမှာလည်းထက် short လိုက်တယ်ထက်ဖြစ်ချင်တဲ့အောင်မြင်မှုပုံစံတစ်ခုထက်တက်နေရတဲ့ကြောင်းကတစ်ခုဆိုတော့ထက်အချိန်ကိုထက်ပြီးတော့အစားမှတ်ခံနိုင်တဲ့အခါမှာထက်အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပဲရွေးလိုက်တယ်အဲ့နယ်ပယ်ကိုပဲသွားလိုက်တယ်ဒါဆိုရင်ကိုအသက်20ကျော်နဲ့မှအောင်မြင်ခြင်းနေဆိုရင်ဒီ9ခုတာ short နိုင်မယ်ဆိုရင်ကိုမြန်မြန်လေးအောင်မြင်မယ်